မင်းကလေးငယ်လေးဟာရာပေါင်းများစွာချမ်းသာတဲ့ CEO ကြီးကိုအတင်းဖက်လာပြီးသူဟာသူမရှာနေတဲ့အဖေဖြစ်သူပါလို့ပြောလိုက်ပါတယ်။သူမအမေကသမီးအဖေဟာကဘာမှာအချိုးဆိုးစီသားလို့ပြောပူတာကြောင့်အခု CEO ကိုမြင်မြင်ချင်းသူမအဖေလို့ထင်သွားတာပါ။ CEO ကြီးကချီကျူးခံတာလို့ဝမ်းသာသွားပြီးမြင်ဒီကလေးမလေးလူမားနေပြီလို့တွေးပြီးရုံထော်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ကောင်မလေးကအတင်းဖတ်ထားတာကြောင့်မတတ်တာတဲ့အဆုံးသူ့ရတတ်တော်ဆောင်တွေကိုအကူအညီတောင်းလိုက်ရတယ်။မထင်မှတ်ပဲဒီမင်းကလေးငယ်လေးဟာအာရန်တန်လုံးပြီးအตาလေးတုံးလိုက်ရုံနဲ့တတ်တော်ဆောင်တွေအားလုံးလွှင့်ထွက်သွားကြပါလိမ့်ရော။မင်းကလေးက CEO ကိုတားပြီးသူမမှာမှော်ဆွားရတဲ့ရှိချောင်းCEO ကြီးကိုတသက်လုံးဘေးခဲအောင်ကာကွယ်ပေးနိုင်ကြောင်းပြောပေမဲ့ CEO ကတော့ဒါကိုလုံးဝမယုံပဲသူ့ရဲ့ဇင်ကန်ကားပေါ်တက်ပြီးထွက်သွားဖို့ပြင်ပါတယ်။အဲ့ဒီချိန်မှာပဲကောင်မလေးကကားအောင်မှာတတ်ထားတဲ့ဘုံကိုမြင်သွားပြီးအသေးအတန်တတိပေးပေမဲ့ CEO ကဂယုမဆိုင်ပဲကားထဲဝင်ထိုင်လိုက်တယ်။ကောင်မလေးလည်းချက်ချင်းပြေးသွားပြီးကားကြီးကိုအားနဲ့မြောက်လိုက်ပါတော့တယ်။ CEO ကြီးဘာမှမလုပ်နိုင်ခင်မှာပဲကောင်မလေးကကားကိုအရှိန်နဲ့လှုပ်ခါပြီး CEO ကိုအကင်းပဲလွင့်ထွက်သွားအောင်လုပ်လိုက်တယ်။ပြီးတော့ကားကြီးကိုလေးပေါ်မြောက်တင်ပြီးပြန်ချမှာတော့သူမရဲ့ပါဇက်ထဲကိုတလုတ်တဲ့မျိုးချပစ်လိုက်ပါတော့တယ်။ဒါကိုမြင်တော့မှ CEO ကြီးလည်းကောင်မလေးမှာတကယ်ပဲမှော်ဆွားရှိမှယုံသွားတော့တာပေါ့။အဲ့ဒီချိန်မှာပဲ CEO ရဲ့အဖေသူအမေခွဲအကိုဖေသူကသူ့လူတွေနဲ့အတူရောက်လာပါတယ်။သူဟာမိသားစုအမွေတွေကိုလူချင်နေတဲ့သူပါ။ကောင်မလေးကသူမရဲ့စွမ်းအားနဲ့ဘုံထောင်ခဲ့သူကဒီလူပဲဆိုတာသိသွားတာကြောင့်အဖေအတွက်ကလစားချေတဲ့အနည်းနဲ့အဲ့ဒီလူရဲ့ခြေထောက်ကိုအားနဲ့နင်းချလိုက်ပါတယ်။အဲ့ဒီလူကဒေါသထွက်ပြီးကောင်မလေးကိုဖမ်းဖို့ခိုင်းတဲ့အခါမှာတော့ကောင်မလေးကလေးပြင်းတစ်ချက်မုတ်ထုတ်လိုက်ပြီးအားလုံးရဲ့အဝတ်စားပြီးကိုလွှင့်ထွက်သွားအောင်လုပ်လိုက်ပါတယ်။အားလုံးကသူတို့ရဲ့အရှက်ရစရာပုံစံကိုကြည့်ပြီးဝိုင်းရကြတာပေါ့။ဘုံထောင်းတဲ့လူလည်းအဝတ်စားလိုက်ရှာပြီးမဲ့အမိုက်ပုံးပဲတွေ့တာကြောင့်အမိုက်ပုံးကိုဝတ်ပြီးအရှက်တကွယ်ထွက်ပြေးသွားရပါတော့တယ်။ CEO ကြီးကကောင်မလေးကိုကျေးဇူးတင်တာကြောင့်အိမ်ခေါ်သွားဖို့ဆုံးဖြတ်ပြီးမဲ့ကားကတော့ကောင်မလေးပိုက်ချေရောက်နေပြီလေ။နောက်ဆုံးမှစပိန်တစ်စီးပဲရှာတွေ့ပြီးမဲ့စပိန်ရှင်ကိုကောင်မလေးကအားမရတာကြောင့်မော်တန်နဲ့စပိန်ကိုလေးပေါ်ပြန်တက်စေလိုက်တယ်။2မိနစ်တောင်မပြေခင်အိမ်ကုန်ရောက်သွားပြီးမဲ့အိမ်နားမှာမကောင်းတဲ့အငွေသက်တွေကိုကောင်မလေးသတိထားမိလိုက်တယ်။ဟိုလိုရုံမှလွတ်လိုက်တဲ့မော်ဆရာကလည်းအဲ့ဒီကိုရောက်နေပြီမို့တကယ်ပြဿနာတွေကအခုမှစတင်တော့မှာပါ။